မနက်စောစောနေအောင်မလင်းခင်လေးမှာကိုမင်းမင်းကဖုန်းအတန်မီလို့ Food Panda app ကိုဖွင့်လိုက်ချိန် online ဆိုတဲ့စာလေးပေါ်လာတာနဲ့သူတနေ့တာစတင်ပါပြီမော်တော်ဆိုင်ကယ်ကိုဆက်နိုးပြီးဝစ်စားကိုတက်တက်ရက်ရက်ဝစ်စင်တယ်တိုင်းအောင် Food Panda အိတ်ကိုနောက်ကျောမှာချိတ်ပြီးလမ်းမကြီးပေါ်ကိုထွက်လာခဲ့တယ်လမ်းပေါ်မှာအလုတ်သွားသူတွေကြောင်းသွားတဲ့ကလေးတွေကိုတွေ့ရင်ဒီနေ့လဲအားလုံးအတွက်အစားတောက်ပို့ပေးရမယ်လို့စိတ်ထဲမှာစဉ်းစားနေတယ်ကလင်ဆိုတဲ့အတန်နဲ့အတူအော်ဒါတစ်ခုဝင်လာတယ်ကိုမင်းမင်းကဆိုင်ကိုချက်ချင်းသွားရောက်ပြီးအစားတောက်ကိုတေချာစစ်ဆေးတယ်ပူနွေးအစားတောက်ကိုအိတ်ထဲမှာတေချာထားပြီးလိပ်စာကိုကြည့်ကထောက်တယ်စီကိုသွားခဲ့တယ်နေပူရင်လည်းမရက်ဘူးမိုးရွာရင်လည်းမနာဘူးလမ်းပိတ်ရင်လမ်းလွှဲရှာပြီးအချိန်မီရောက်အောင်ကြိုးစားတယ်ထောက်တယ်ရဲ့ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတစ်ခွန်းကသူ့ရဲ့ပင်ပန်းမှုအားလုံးကိုခဏလောက်မေ့ပစ်စေတယ်ညနေနေအောင်ရော့လာချိန်မှာကိုမင်းမင်းကပကို offline လုပ်လိုက်တယ်မောပင်မဲ့ဒီနေ့ဝင်ငွေတချို့နဲ့အလုပ်သိမ်းလိုက်ပါတယ်မိသားစုအတွက်စားဖို့မုံဝယ်ပြီးအိမ်ပြန်ခဲ့ပါတယ်